ရှိတုန်းကဖူဖန်တောင်ကုန်းဆိုတာမပေါ်ပေါက်ခင်ချိန်ကာလကလေးကတောင်ကြားကြီးထဲမှာနေဆိုင်စွာတည်ရှိနေတဲ့မြို့တစ်မြို့ရှိခဲ့ဘူးတဲ့။အဲ့မြို့ရဲ့အမည်ကတော့ဒိုင်စီလာနှခုံးလို့ခေါ်ဆိုပါရယ်။အဲ့ဒီဒေသဟာတရဝမျိုးစုံတို့စုဝေးနေထိုင်ရာဖြစ်ပြီးအဲ့ဒီထဲမှာကြီးကန်းမျိုးနယ်တစုလည်းပါဝင်နေခဲ့တယ်။အဲ့ကြီးကန်းရဲ့တာဝန်ကတော့နိုင်ငံတောင်ပတ်ဝန်းကျင်ရှိတောအုပ်ကိုဆောက်ရှောက်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီကြီးကန်းမျိုးနယ်စုအတွင်းမှာလူတွေလိုပဲလူရင်းစားခွဲခြားမှုတွေရှိခဲ့ပြီးအရှင်သခင်လူရင်းစားကနေအောက်ခြေလူရင်းစားထိရှိကြတယ်။အဲ့ဒီကြီးကန်းတွေကမှကြီးကန်းမတကောင်ဟာခန္ဓာကိုယ်အနဲ့အဖြူရောင်အမွှေးတွေနဲ့ဖုံးလွှမ်းနေပြီးနေရောင်လရောင်အောက်မှာဖြူဖွေးတောက်ပနေလေးရှိတယ်။သူမရဲ့နာမည်ကတော့စုရန်ဖြစ်ပြီးအရှင်လူရင်းစားအမြင့်မြတ်ဆုံးမျိုးတွေကကြီးကန်းမတကောင်ဖြစ်ပါတယ်။ငယ်စဉ်တွေကအရွယ်ရောက်တဲ့ထက်သူမကဆင်းရဲဒုက္ခဆိုတာတခါမှမကြုံခဲ့ဘူးပါဘူး။စုရန်ဟာစိတ်ထားလှပသူဖြစ်ပြီးလမ်းပြောက်သူတွေကိုကူညီရတာကိုနှစ်သက်တယ်။ဒါပြင်အနီးတစ်ဝိုက်ကဖြတ်တန်းသွားလာသူတွေကိုလည်းဘေးအန္တရာယ်ကင်းအောင်ဆောက်ရှောက်ပေးလေးရှိတယ်။ဒါကြောင့်လူအများကသူမကိုနန်းကြီးတောင်ရဲ့အဖြူရောင်တောင်ပန်လို့ခေါ်ဝေါ်ခဲ့ကြပါရီ။ဒီနေ့မှာတော့စုရန်ဟာမနေ့စောစောကလေးကတောအုပ်တလျှောက်ပြန်တန်းပြီးစူးစမ်းရှာဖွေနေတော့မျက်နှာမှာမြင်းရုပ်တစ်စဲရှိတဲ့စစ်သူကြီးတယောက်နဲ့မြင်းအုပ်စုတွေတန်းစီချီတက်လာတာကိုမြင်လိုက်ရတယ်။အနီးကကြည့်လိုက်တဲ့အခါပုံမှန်မုတ်ဆိုးဖွဲ့မဟုတ်မဲသူမှသိလိုက်ရတယ်။စုရန်ဟာသူတို့ရဲ့လှုပ်ရှားမှုတွေကိုအဝေးကနေလိုက်လံကြည့်နေရင်ဟိုနီးကပ်လာတဲ့အခါလူတွေရဲ့ပြောစကားတွေကိုကြားလိုက်ရပါတယ်။သူတို့ထဲကတယောက်ကသူမအကြောင်းကိုဒီလိုပြောနေကြတယ်။အော်ဒီရှေ့ဟာတောင်ကနန်းကြီးတောင်ပဲကွာအဖြူအောင်ကြီးကန်းနေတဲ့နေရာပေါ့ဒီနားကရွာသားတွေကောင်းကောင်းသိကြတယ်သူမကကျင်နာတတဲ့ကြီးကန်းမဖြစ်ပြီးတောထဲမှာလမ်းပြောက်တဲ့သူတွေကိုကူညီရတာကြိုက်တယ်လေအဲ့ဒီခါမုတ်ဆိုးနောက်တယောက်ကဝင်ပြောပြန်နေအေးကောင်းပြီငါတို့အဲ့ဖြူအောင်ကြီးကန်းကိုဖမ်းရမယ်ထင်တယ်ဒါပေမဲ့ဖမ်းရတာတော့ခက်ခဲလိမ့်မယ်အဲ့ဒီမုတ်ဆိုးစကားဆုံးမှာအတန်တန်ကတားမြစ်လိုက်တာကြောင့်ပတ်ဝန်းကျင်ကလူအလုံးအဲ့အတန်ပိုင်ရှင်ရဲ့စကားကိုလေးစားလိုက်နာကြတယ်။ဘာလို့လဲဆိုတော့အဲ့ဒီသူဟာလူပြည်ကမင်းသားတစ်ပါးဖြစ်ပြီးကန်ထကလို့အမည်တွင်လို့ပါပဲ။သူဟာဒိုင်းစီလာနှခုံးမျိုးရှင်ရဲ့သားတော်ဖြစ်ပါတယ်။ချုံမောခင်ညာရဲ့မင်းသားကိုမြင်မြင်ချင်းအပြူအောင်ကြီးကဲမရဲ့နှလုံးခုန်တဲ့နေရက်တန့်သွားကြရတယ်။သူမဟာနေဝင်တဲ့ထိကန်ထကမင်းသားကိုမျက်တောင်မခက်ဖဲနဲ့စောင့်ကြည့်နေခဲ့မိရဲ့။တော်ရီမိုးဆိုးအလုံးမြေကမ်းပြီးမှစခန်းချနေကြတာကိုစုရအနိကကြည့်နေခဲ့တယ်။သူမဟာတနေ့ကအနားယူခြင်းမရှိသလိုအစားလည်းမစားရသေးပါဘူး။ဒါကြောင့်သူမဟာမြစ်တစ်ဖက်ကမ်းကိုပြန်တန်းသွားပြီးအဖြူရောင်ဝိယုံစင်မြန်ထားတဲ့လာပါတဲ့မိန်းကလေးတစ်ယောက်ဖြစ်ဖန့်ဆန်းလိုက်ပါရီ။သူမရဲ့အသားရည်တွေဟာနုပြိုတောက်ပါပဲတကူလုံးဆွဲဆောင်မှုရှိလာပါရဲ့။စုရမြစ်ထဲမှာရေချိုးနေတော့သူမရှိကိုမိကြောင်းတကောင်ရုတ်တရက်ပေါ်လာပြီးပြေးဝင်လာခဲ့တယ်။ဒီလောက်နီးကပ်တဲ့အကွာဝေးမှာအဖြူရောင်ကြီးကဲမှထွက်ပြေးလွတ်မြောက်နိုင်မှာမဟုတ်တော့ပါဘူး။ဒါပေမဲ့ရုတ်တရက်ဆိုသလိုတောက်ပနေတဲ့ငွေရောင်လှန်ထိတ်တစ်ခုဟာလေတုကိုဖြတ်ပြီးအမိချောင်းရဲ့မျက်လုံးကိုထိုးဖောက်ဝင်ရောက်သွားခဲ့ပါရီ။ကန်ထကမင်းသားကဲတင်လိုက်တာကြောင့်စုရန်အသက်ရှင်ခဲ့ရတာပါ။သူတို့နှစ်ယောက်စကားပြောဆိုပြီးတယောက်ကိုတယောက်နှစ်သိမ့်ခဲ့ကြတယ်။မင်းသားလေးဟာအဖြူအောင်ကြီးကဲမရဲ့မျက်နှာကိုကြည့်လေသူ့ရဲ့အချစ်တွေဟာပုံမများပြားလာလေပါပဲ။ကန်ချာကဟာစုရန်ကိုသူ့ရဲ့မြို့ကိုလိုက်ခဲ့ပြီးအတူနေထိုင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အရှာယာကိုနားမလည်သေးတဲ့အဖြူရောင်ကြီးကဲမဟာမင်းသားလေးရဲ့ကျေးဇူးကိုသိတတ်ခဲ့တယ်။အချိန်ကစပြီးသူမရဲ့ဘဝကိုသူကပိုင်ဆိုင်သွားပြီလို့ခံယူလိုက်ပါတယ်။စုရန်သဘောတူလိုက်တာကြောင့်ကန်ချာကမင်းသားအလိုရှိတဲ့အတိုင်းဒိုင်စီလာနှခုံးမြုပ်ကိုလိုက်ပါသွားခဲ့ပါတော့တယ်။သူမနန်းတော်မှာနေထိုင်တာမကြခင်မှာပဲမြို့ရဲ့ဘရင်ကွယ်လွန်သွားခဲ့တယ်။ကန်ချာကမင်းသားဟာခမည်းတော်ရဲ့နေရာမှာထီနန်းဆက်ခံပြီးစုရန်ကိုလည်းမိဘရဲ့ကောင်းကြီးပြည့်ခံအပ်ခဲ့ပါတယ်။မကြခင်မှာပဲသူ
သူမမှာကိုယ်ဝင်ရှိလာခဲ့တယ်။၃လကျော်တဲ့အချိန်မှာတော့သူမဟာအဖြူရောင်ကြီးကန်းဖြင့်မိုင်မဲခဲ့မိတာကိုသတိရလာခဲ့တယ်။လူတွေထက်အများကြီးစောတဲ့သူမရဲ့မွေးဖွားချိန်ရောက်တဲ့အခါလူအဖြစ်အသွင်ပြောင်းထားတဲ့သူမကိုယ်တိုင်ဟာဥတွေဥလိုက်မယ်ဆိုရင်အရင်လိုအဖြူရောင်ကြီးကန်းဖြင့်ပြန်လေပြောင်းလဲသွားလိမ့်မယ်ဆိုတာကိုသူမသိနေခဲ့လို့ပါပဲ။ဆူရန်ဟာစိတ်ပူပန်မှုတွေကြောင့်အစာလေးမစားနိုင်အိတ်လည်းမအိတ်နိုင်ဖြစ်ခဲ့ရတယ်။ဘာလို့လဲဆိုတော့နောက်ရက်အနေငယ်အတွင်းမှာသူမမွေးဖွားချိန်ရောက်တော့မှမလို့ပါ။အဖြူရောင်ကြီးကန်းမဟာသူမပြုတ်ခဲ့တဲ့အရာတွေကိုပြန်တွေးပြီးစိတ်နှခွဖြစ်နေခဲ့တယ်။အဲကြောင့်ခင်မွန်းသေးကိုပြောပြရင်လက်မခံနိုင်မနဲ့မောင်းထုတ်လိုက်မယ်လို့တွေးပြီးမွေးဖွားချိန်ရောက်တဲ့ထိလိမ့်ဝက်ထားခဲ့ပါတယ်။အဲเจ้าညာဟာနန်းတော်တစ်ခုလုံးကိုအံ့အားသင့်စေခဲ့တယ်။သူမကိုဝင်ရှိတာလေးလသာရှိသေးပေမဲ့မွေးဖွားတော့မှမလို့ပါ။ကန်ထားကမင်းကြီးဟာသူ့ကလေးမွေးဖွားလာရင်အခြားကလေးတွေတော့မပြည့်စုံမှကိုစိုးရိမ်နေခဲ့တယ်။ဒါကြောင့်နန်းတော်တစ်ခုလုံးကိုဆေးဆရာဝန်တွေခေါ်ယူခဲ့ပါတယ်။အချိန်တန်တဲ့အခါအမှန်တရားအလုံးပေါ်ပေါက်လာခဲ့တယ်။ဆူရင်ဟာဖြူအောင်ကြီးကန်းဖြစ်ပြန်လေပြောင်းလဲသွားပြီးဆေးဆရာဝန်တွေရဲ့ရှေ့မှာချက်ဥသုံးလုံးကိုဥချလိုက်ပါတော့တယ်။ကန်ထားကမင်းကြီးဟာစိတ်ရှုပ်ထွေးပြီးဒေါသအမျက်ထွက်ခဲ့တယ်။သူဟာသူနဲ့တူတူအိတ်ဆက်ခဲ့တဲ့ဇနီးတဲ့ဟာတလိမ့်ဆန်တကောင်ဖြစ်နေလိမ့်မယ်လို့တခါမှအိမ်မက်တောင်မှမမှတ်ခဲ့ဘူးလို့ပါပဲ။ဆူရန်ဟာကန်ထားကမင်းကြီးရဲ့အမိန့်နဲ့မြို့ကနေမောင်းထုတ်ခံခဲ့ရပါတယ်။သူဟာသူမကိုနန်းတော်ကိုပျက်စီးစေတဲ့ကာလီကြီးကန်းဘေးမင်္ဂလာမရှိသောကြီးကန်းဖြစ်ဆွဆွဲပြီးဘရင်ဟောင်းကိုလည်းနှိပ်ရွာဆန့်စေခဲ့တယ်လို့အပြစ်တင်ခဲ့ပါတယ်။အဖြူရောင်ကြီးကန်းမဟာသူမရဲ့ဥတွေကိုမြို့ရဲကနေထမ်းယူလာခဲ့ရာလူတွေကအဆင့်တန်းနေတဲ့ကြီးကန်းလို့ပြောဆိုရှုံချခဲ့ကြတယ်။လူသားနဲ့လက်ထပ်ဖို့ကိုမသိသူလို့လည်းပုတ်ချခဲ့ကြတယ်။အဖြူရောင်ကြီးကန်းမဟာဝန်းနေကြည်ကွေးစွာနဲ့ဒိုင်စီလာနှခုံးမြို့ကနေပြန်တန်းပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူမအိမ်ပြန်ရောက်တဲ့အခါဆူရန်ဟာမိမိရဲ့ကြီးကန်းအုပ်စုဝင်တွေရဲ့မောင်းထုတ်ခြင်းကိုခံခဲ့ရပြန်တယ်။ကောင်းကင်ကြီးကန်းတစ်ကောင်ဖြစ်လျက်နဲ့လူသားနဲ့လက်ထပ်ဖို့အရှက်မရှိခဲ့သူအခုမှပြန်လာရဲသေးသလားလို့ရှုံချကြပါတယ်။အဖြူရောင်ကြီးကန်းမဟာသူမရဲ့မိဘတွေစီကနေထွက်ပြေးခဲ့ရတယ်လို့ကြီးကန်းမျိုးနွယ်အားလုံးကိုလည်းအရှက်ရစေခဲ့သူဖြစ်ခဲ့ရပါတယ်။သူမဟာညပေါင်းများစွာလေထဲမှာပြန်တန်းခဲ့ရတယ်။စိတ်ထဲကြပြီးဝမ်းနေကြေကွဲမှုတွေနဲ့ပြည့်နေနေခဲ့တယ်။သူမပင်မဲနွမ်းနွေလာတဲ့အခါဆူရင်ဟာမိမိနဲ့မိမိရဲ့ကလေးငယ်တွေအတူသေဆုံးသွားဖို့ရှိခဲ့ပြီးမြေပြင်ပေါ်ကိုထိုးဆင်းချလိုက်ပါတော့တယ်။ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ပဲရသေးတစ်ပါးကသူမကိုလာရောက်ကူညီခဲ့တယ်။အဲ့ရသေးရဲ့နာမည်ကတော့မွန်ထကစင်ရဟရသေးဖြစ်ပါတယ်။သူဟာကောင်းမှုကုသိုလ်နဲ့ပြည့်စုံတဲ့ရသေးတစ်ပါးဖြစ်ပြီးကျင့်နာတတိတ်စိတ်ထားရှိတယ်။အဖြူရောင်ကြီးကန်းမနဲ့သူမရဲ့ကလေးတွေကိုနေထိုင်ဖို့နေရာပေးခဲ့ပြီးဘဝဟာတန်မိုးရှိကြောင်းဘလောက်ပဲစင်ရဲ့ကြက်တဲပါစေအတိတ်ကိုဆွဲလန်းမနေသင့်ကြောင်းသူမကိုရှင်းပြဆုံးမခဲ့ပါတယ်။အဖြူရောင်ကြီးကန်းမဟာရသိန်းနဲ့အတူနေထိုင်တဲ့အခါရိုသေလေးစားစွာစောက်ရှောက်ပြုစုခဲ့တယ်။သူမဟာရသိမွန်ထကနဲ့နှစ်ပေါင်းများစွာနေထိုင်ခဲ့ရာသူမရဲ့ကလေးတွေလည်းအရွယ်ရောက်လာကြပါတယ်။အမကြီးရဲ့နာမည်ကဖိုပီစာဖြစ်ပြီးသူမဟာမွေးဖွားစဉ်ကလေးကညီမတွေထက်ပိုကြီးမားတဲ့အတောင်ပံတွေရှိခဲ့လို့ညီမနှစ်ယောက်ကိုကောင်းစွာစောက်ရှောက်ပေးနိုင်ခဲ့တယ်။ဒုတိယသမီးရဲ့နာမည်ကခါချီဆူဖြစ်ပြီးသူမဟာမွေးဖွားစဉ်ကအစိမ်းရောင်တောင်ပံရှိခဲ့ကညီမတွေထဲမှာဘသူနဲ့မှနိုင်မရှင်နိုင်အောင်လှပခဲ့ပါတယ်။နောက်ဆုံးသမီးရဲ့နာမည်ကရက်စမီဖြစ်ပြီးသူမဟာကြက်ဥကနေထွက်လာဖို့ညီမနှစ်ယောက်ထက်စိတ်ရဲ့နှီးပါပို့ကြခဲ့တယ်။ဒါပေမဲ့သူမကြက်ဥကထွက်လာတဲ့ညမှာလာမင်းကရက်စမီကဲ့သို့တောက်ပတဲ့အလင်းရောင်ကိုပေးခဲ့လို့သူမဟာဒီနမိတ်ကိုရှာခဲ့တာပါ။အဖြူအောင်ကြီးကဲမဟာသူ့ရဲ့သမီးတွေကိုတူးရဲပဲပြုစုပြောထောင်ခဲ့တယ်။သမီး၃ယောက်ကိုတူးချစ်ခင်ဖို့ခက်ခဲတဲ့အချိန်မှာတူးကိုတူးဂူးဆိုင်ဖို့သူ့အသိဆုံးမခဲ့ပါတယ်။သူတို့ကအလုတ်ကျန်းလုပ်ရခြင်းမရှိကို့ဘာသာအစားအစာရှာဖွေစားစရာလည်းမလိုခဲ့ပါဘူး။အဖြူရောင်ကြီးကဲမဟာကလေးတွေဒုက္ခမရောက်စေဖို့အရာအလုံးကိုလုပ်ပေးခဲ့တယ်။သူမကကလေးတွေကိုအန်ရီရဲ့ပြည့်နေတဲ့ပြင်ပကဘာအကြောင်းကိုအမြဲတမ်းပေးခဲ့ပါတယ်။သမီး၃ယောက်တို့ဟာ
ရသိမွန်ထားကနေတူတော်ရင်းမှာနေထိုင်ခဲ့ကြတယ်။နှစ်ပေါင်းများစွာကုန်လွန်သွားတဲ့အခါ၃ယောက်စလုံးအရွယ်ရောက်လာပြီးအပြုံးတွေအပြည့်ကင်းစင်တဲ့အလားတရားတွေနဲ့ပြည့်စုံလာကြတယ်။ဒီနေ့မှာတော့အဖြူအောင်ကြီးကဲမဟာနေ့စဉ်နဲ့ညအစာရှာဖို့ပြန်တန်းသွားခဲ့တယ်။ကလေးတွေကိုရသိနဲ့တူနေဖို့ဘယ်နေရာမှမသွားဖို့မှားကြားခဲ့ပါတယ်။ဒါပေမဲ့ဟိုဖီစာဟာအရှင်ကတော်ရဲကနေခိုးထွက်ဖို့သူမလို့သူမမြင်ခဲ့တာတွေကိုညီမလေးတွေကိုပြန်ပြောပြခဲ့တယ်။ဒီလိုနဲ့သူတို့၃ယောက်ဟာပြင်ပမှာပြန်တန်းလဲပတ်ဖို့အစီအစဉ်ဆွဲခဲ့ကြတယ်။ရသိကိုတော့စမ်းချောင်းဘေးမှာရေချိုးမယ်လို့လိန်ညာပြောဆိုခဲ့ကြတယ်။ရသိမွန်ထားကဟာဘာတွေဖြစ်လာမလဲဆိုတာသိနေခဲ့ပေမဲ့သူမတို့ကိုတားမြစ်ခြင်းမရှိခဲ့ပါဘူး။ဘာလို့လဲဆိုတော့အတိတ်ကံရဲ့အကျိုးရလဒ်ကိုကိုယ်တိုင်ခံစားရမှာမလို့ပါပဲ။သူဟာတွေ့လိုက်တဲ့နည်းနဲ့တတိပေးခဲ့ပေမဲ့၃ယောက်စလုံးကဂယုမဆိုင်ခဲ့ကြဘူး။ရသိမွန်ထားကလည်းသူမတို့၃ယောက်တောင်းဆိုတဲ့အတိုင်းလွတ်ပေးခဲ့ရပါတယ်။ရသိရဲ့ကိုရာကိုရှောက်တဲ့အခါကြီးကဲမလေး၃ကောင်တို့ဟာလွတ်လပ်စွာပျော်ရွှင်စွာနဲ့ကောင်းကင်ကိုပြန်တက်သွားကြတယ်။ခါချီစုနဲ့ရက်စမီတို့ဟာသူတို့မြင်ရတဲ့ပန်းပင်တွေတစ်ပင်တွေကိုကြည့်ပြီးအံ့ဩတုန်လှုပ်နေကြကအချင်းချင်းမေးမြန်းကြတယ်။အမေကဘာလို့ဒီတောကနေမထွက်ခိုင်းတာလဲ။ဒီပြင်ပမှာအရာရာတိုင်းကလှပနေအောင်နေဝင်တဲ့အထိပြန်တန်းခဲ့ပြီးနောက်ကြီးကဲမ၃ကောင်တို့ဟာရေတကွန်ဘေးကတစ်ပင်ခန့်မှနားနေခဲ့ကြတဲ့သူတို့ကပျော်ပျော်ရွှင်ရွှင်ရေကစားနေကြတဲ့ကြီးကဲအုပ်စုကိုကြည့်နေကြပါတယ်။ဟိုဖီစာကညီမလေးတွေကိုအတူတူရေကစားဖို့ဆွဲဆောင်ပေမဲ့ခါချီစုနဲ့ရက်စမီတို့ကတော့မလိုက်ခဲ့ကြပါဘူး။ရင်မိုးချုပ်နေပြီမလို့အမေစိတ်ပူမှဆိုရင်ကပြန်ဖို့ခွင့်တောင်းခဲ့ကြတယ်။ဟိုဖီစာကတော့ဘာမှမပြောတော့ပဲအဲ့ကြီးကဲအုပ်စုနဲ့ပျော်ပျော်ရွှင်ရွှင်ရေကစားကြံရခဲ့ပါတယ်။ညောင်မင်းကနေပြန်လာတဲ့အမေဖြစ်သူစုရံမှာတော့အန်နီရဲနဲ့ကြုံတွေ့ကြရတယ်။မိုးရွာပြီးတော့လေပြင်းတိုက်ခိုက်လာကသူမရှိတဲ့တဲ့ကိုမိုးချိုးပစ်ချခဲ့တယ်။သူမကတန်လင်းပင်ရိပ်အောင်မှာပုံအောင်နေကြရတယ်။သူမရဲ့စိတ်ထဲမှာမကောင်းတဲ့အရာတစ်ခုခုဖြစ်ပေါ်လာလိမ့်မယ်လို့ထင်မြင်နေခဲ့တယ်။မိုးဆဲဖို့အချိန်ကြာကြီးစောက်ခဲ့ပေမဲ့မိုးကရက်မသွားခဲ့ပါဘူး။အမေဟာကလေးတွေစားလောင်နေမှာကိုစိုးရိမ်ပူပန်ခဲ့တယ်။အဖြူရောင်ကြီးကဲမဟာမိုးကိုဖြတ်ပြီးအတိုက်ကိုပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူမပြန်ရောက်တဲ့အခါသူမရဲ့ကလေးတွေကိုမတွေ့ရပါဘူး။သူမဟာစိုးရိမ်ပူပန်စွာနဲ့တောအုပ်တစ်ခုလုံးကိုပြန်တန်းရှာဖွေခဲ့ပါတယ်။ခါချီစုနဲ့ရက်စမီတို့မှာတော့အတိုက်ကိုပြန်ဖို့လေထဲမှာလိုက်ပါပြန်တန်းနေခဲ့ကြတယ်။ဒါပေမဲ့လန်ခီမှာရက်စမီဟာမြေပြင်ပေါ်မှာတောက်ပနေတဲ့အလင်းရောင်တစ်ခုကိုမြင်လိုက်ရပါတယ်။ဘယ်သူမှမတွေ့စေချင်တာကြောင့်သူမတယောက်တည်းပြန်ဆင်းသွားခဲ့တယ်။တန်မိုးရှိတဲ့အရာဖြစ်ရင်သူမတူတွေတိမ်ထားနိုင်ဖို့ရည်ရွယ်ခြင်းနဲ့ပါခါချီစုကိုတော့မသိပဲစိတ်ဆက်ပြန်တန်းစေခဲ့တယ်။သူမဆင်းသက်လာတဲ့အခါအဲ့ဒီတောက်ပနေတဲ့အလင်းရောင်ဟာလာပါရီကြောင်းမျက်နှာတွင်ဖြစ်နေမှန်းသိလိုက်ရှာတယ်။ရက်စမီယာအဲ့ကြောင်းမြက်ကိုအတိုက်ကိုယူပြန်ချပေမဲ့သူမရဲ့နှုတ်သီးသိနေတာကြောင့်တိတ်ဆောင်လို့မရခဲ့ပါဘူး။အဲ့ချိန်မှာရွာသူမနဲ့ဦးဟာတော်ရရပစ္စည်းတွေကိုလိုက်လံကောက်ယူနေကြတယ်။အရာရာကိုမသိသေးတဲ့ရက်စမီဟာရွာသူမနဲ့ဦးစီကနေအကူအညီတောင်းဖို့ပြန်တန်းသွားခဲ့ပါတယ်။အဲ့ရွာသူမနဲ့ဦးဟာကြီးကဲမှလေကျောင်းမျက်နှာတွေရှိတဲ့နေရာကိုတိချောင်းတိလိုက်ရှာတဲ့အခါဒါကတန်ဖိုးကြီးရဲ့အရာဖြစ်မယ်ဆိုတာရိပ်မိလိုက်ကြတယ်။သူတို့ဟာကြီးကဲမှလေးနောက်ကိုလိုက်ပါသွားရကျောင်းမျက်နှာအများပြားကိုတွေ့လိုက်ရှာတယ်။အဲ့ရွာသူမနဲ့ဦးဟာအဲ့ကျောင်းမျက်နှာကိုစိတ်ဝင်စားဟန်ဆောင်ခဲ့ကြပြီးကျောင်းမျက်နှာမျိုးစုံနေရာတိုင်းမှာပေါများနေကြောင်းလေပြောခဲ့ကြတယ်။ကြီးကဲမလေးဟာဘလောက်ပဲယူယူရကြောင်းပြောဆိုခဲ့ကြရာအဲ့စကားကြတော့ရက်စမီဟာယုံကြည်သွားခဲ့တယ်။ရွာသူမနဲ့ဦးဟာကြီးကဲမလေးကိုရက်စမီရဲ့အရွယ်စားနဲ့ကိုက်ညီတဲ့အပေါက်ငယ်လေးတစ်ခုစီကိုခေါ်ဆောင်သွားပြီးအောက်မှာရှိတဲ့ကျောင်းမျက်နှာတွေကိုကောက်ယူဖို့သူမကိုပြောခဲ့ကြတယ်။ရက်စမီဟာရွာသူမတွေပြောတဲ့အတိုင်းလုပ်ပြီးအဲ့အပေါက်သေးကိုခုန်ဆင်းသွားခဲ့တယ်။သူမခုန်ဆင်းသွားတာနဲ့တပြိုင်နက်သူမလှည့်စားခံခဲ့ရမယ်သိလိုက်ပေမဲ့သူမပြန်တက်ဖို့ကြိုးစားတဲ့အခါရွာသူမတွေဟာအဲ့ပေါက်ကိုပိတ်ဖို့ကြောက်တုံးကြီးတုံးပစ်ချခဲ့ကြတယ်။ဘလို့ကန်ကြမှာကြောက်မယ်မသိအဲ့ကြောက်တုံးကရက်စမီရဲ့ကိုယ်ပေါ်ကိုကျဆင်းပြီးအဲ့ဒီအပေါက်အောက်ချီမှာပဲတိတ်ဆုံးသွားခဲ့ရပါတော့တယ်။လေထဲမှာပြန်တန်းနေတဲ့ခါချီစုဟာရက်စမီပျောက်ဆုံးသွားမယ်အခုမှသိလိုက်ရတယ်။သူမရဲ့နှလုံးသားဟာထိခိုက်ကြေမွသွားပြီးညီမလေးကိုလိုက်ရှာဖို့စ
စိတ်ပူပန်စွာနဲ့ပြန်တန်းခဲ့ပါရီ။ဒါပေမဲ့သူမပြန်တန်းနေတဲ့လမ်းမှာမုတ်ဆိုးတယောက်ရဲ့ထောင်ချောက်ရှိနေခဲ့တယ်။သူမအနီးကိုပြန်တန်းလာတဲ့အခါပိုက်ကွန်လေးကိုမိပြီးရုံးမထွက်နိုင်အောင်ပိတ်မိနေခဲ့ပါရီ။အစိမ်းအောင်ကြီးကဲမဟာအကူကြီးတောင်းဖို့အော်ဟစ်ခဲ့ပေမဲ့သူမရှိမှရှိနေသူကထောင်ချောက်ပိုင်ရှင်တုံးမုံဆိုးပင်ဖြစ်နေခဲ့တယ်။တုံးမုံဆိုးကဒီလိုပြောတယ်။ဒီနေ့တော့အမဲလိုက်လို့မတက်ဘူး။ညစာတွေငှက်ကလေးတစ်ကောင်ရှားတာကတော့ကောင်းသေးတယ်။နောက်ဆုံးမှာတော့ခါချီစုကိုမိဘုံပြီးမှဖန်စီချုံနှောင်ခဲ့ရသူမဟာနာကျင်စွာနဲ့အော်ဟစ်နေခဲ့ရပါတယ်။မိမိရဲ့ကလေးကိုလိုက်လံရှာဖွေနေတဲ့အဖြူအောင်ကြီးကဲမဟာပင်ပန်းနွမ်းနေကြရကနေအိမ်မြင်ကွင်းကိုမြင်လိုက်တဲ့အခါသူမကချက်ချင်းပဲသမီးကိုကူညီဖို့ပြန်တန်းဝင်ရောက်သွားခဲ့တယ်။မုတ်ဆိုးနဲ့အဖြူအောင်ကြီးကဲမတို့ဟာအချိန်တော်ကြာတိုက်ခိုက်ခဲ့ကြရာအဖြူအောင်ကြီးကဲမလည်းမုတ်ဆိုးရဲ့ဓာတ်နဲ့တောင်ပန်ကိုထိခိုက်ဒဏ်ရာရရှိခဲ့တယ်။အဖြူအောင်ကြီးကဲမဟာသူမတိုက်ခိုက်နိုင်တော့မှန်တိလိုက်ရှာတဲ့အခါသူမရဲ့စွမ်းအားကိုပြသပြီးအေးရာမှငှက်ကြီးဖြစ်ပြောင်းလဲလိုက်ပါတယ်။သူမဟာတောင်ပန်ခတ်ပြီးမုတ်ဆိုးကိုကြောက်လက်တုံလို့တီထိလိုက်လံချောက်လန့်ခဲ့တယ်။မုတ်ဆိုးကမိမိအခြေအနေမကောင်းမှန်းသိတော့သူမရဲ့သမီးကိုဓာစားခံဖြစ်ဖမ်းဆီးခဲ့တယ်။သူတို့နဲ့အိုခဏတာဆွေးနွေးခဲ့ကြပြီးအခွင့်ရေးရှားတဲ့အခါမုတ်ဆိုးကသူမရဲ့သမီးကိုမီးပုံတွေကိုဖစ်ချလိုက်ပါတော့တယ်။ခါချီစုဟာအော်ဟစ်ခါနာကျင်ခဲ့ရတယ်။အဖြူအောင်ကြီးကဲမရဲ့နှလုံးသားဟာပြတ်တောက်လို့နေပါဖြစ်ခဲ့ပါတယ်။မိမိရဲ့သမီးကိုမိမိရှေ့မှာမီးရှို့ခံရတာကိုမြင်လိုက်ရှာတဲ့အခါသူမကချက်ချင်းပဲအိတ်ခန္ဓာကိုမီးပုံတွေကနေဆွဲထုတ်ခဲ့တယ်။ဒါပေမဲ့အသက်မရှိတော့တဲ့မီးလောင်ထားတဲ့ကိုခန္ဓာသာကျန်ရစ်ခဲ့ပါတော့တယ်။အမေရဲ့ရှင်ဘက်ဟာကြွေမွားလူနေပါဖြစ်ခဲ့ရတယ်။ကျမရဲ့သမီးဘာလို့တေးရတာလဲဗျာ။ရသေးကပြန်လေပြေးကြတယ်။ဒါကသူ့ရဲ့အတိတ်ကံပဲကွ။အချိန်တန်တဲ့ခါဘယ်သူမှတားဆီးနိုင်မှာမဟုတ်ဘူး။အမေရဲ့နှလုံးသားဟာပြိုကွဲပျက်စီးနေခဲ့ပါပြီ။ရသေးမွန်ထကဟာအချိန်ကြာကြီးစဉ်းစားပြီးမှဒီလိုမိန့်ကြားလိုက်တယ်။ဒီကိစ္စကိုတရားကျင့်ကြံသူတွေဝင်ရောက်ဆွဲဖက်တင်တာမဟုတ်ဘူး။ဒါပေမဲ့စိတ်မကောင်းဖြစ်ရလို့သမီးကြီးကိုတွားကူညီဖို့အချိန်နှင်းငယ်ကြမ်းနေသေးတယ်။ဒိုင်စီလာနှခုံးမျိုးကသမီးကြီးကိုပေါ့အမေမြင်မြင်သွားပါ။အဲ့မျိုးနမေကိုကြားလိုက်တဲ့အခါအဖြူရောင်ကြီးကဲမဟာမူးမိလေးကြတော့မတည့်ဖြစ်ခဲ့ရတယ်။ဘာလို့လဲဆိုတော့အဲ့မျိုးကလူတွေဟာသူမကိုဘလောက်ဆက်ဆုပ်မုန်းတီးကြလဲဆိုတာကိုသူမသိနေလို့ပါပဲ။ဟိုဘီစာကသူမရဲ့သမီးမှန်သိရှိသွားရင်မကောင်းတဲ့ကိစ္စတစ်ခုခုဖြစ်ပေါ်လာမယ်ဆိုတာသိကြလာပါတယ်။ရသေးထံကသတင်းကိုသိရတာနဲ့စူရန်ဟာခွင့်ပန်ပြီးမိမိရဲ့ကလေးကိုရှာဖွေဖို့မြ မြင်ဆန်ဆန်ပြန်တန်းသွားခဲ့တယ်။ဒါပေမဲ့သူမရောက်ရှိတဲ့အခါမီးပုံပတ်ဝန်းကျင်မှာလူအုပ်စုတွေစုဝေးနေတာကိုတွေ့ရပါတယ်။အောက်ကိုကြည့်လိုက်တဲ့အခါဟိုပီစာကိုတွေ့မြင်ရတယ်။သူမဟာအမွှေးမရှိတော့တဲ့ကိုခန္ဓာဗလာဖြစ်နေပြီးလှပတဲ့အမွှေးတွေကင်းမဲ့နေပါပဲ။အဲ့ကြီးကန်းတွေဟာသူမရဲ့အမွှေးတွေကိုနှိကွေးစွာနှိပ်စက်ဖို့အားလုံးတူတူနှုတ်ယူခဲ့ကြရာနောက်ဆုံးမှာတိတ်ဆုံးသွားခဲ့ရတယ်။အကြောင်းပြချက်တစ်ခုလေးကြောင့်ပါပဲ။သူမကအဖြူရောင်ကြီးကန်းမရဲ့သမီးကြီးကန်းမျိုးနွယ်ကိုအဆက်ခွဲခဲ့သူရဲ့သမီးဖြစ်နေလို့ပါပဲ။အဖြူရောင်ကြီးကန်းမဟာသူ့ရဲ့ကလေးကိုအဲ့ကြီးကန်းအုပ်စုစီကနေကောက်ွယ်ဖို့ပြန်ဆင်းသွားခဲ့တယ်။သူမဟာမျက်ရည်တွေသွေးဖြစ်တဲ့အထိငိုကြွေးကြသူမရဲ့ကိုယ်ခန္ဓာတစ်ခုလုံးနှီးရဲနေခဲ့တယ်။စူရန်ဟာသူမရဲ့တုံရင်နေတဲ့ကလေးကိုပွေ့ဖက်ပြီးနောက်ကိုလှည့်မကြည့်တော့ပဲကောင်းကင်ကိုပြန်တက်သွားခဲ့တယ်။သူမကိုတေးစီဖို့အော်ဟစ်လိုက်တဲ့ကြီးကန်းအုပ်စုကိုသူမစိတ်ဝင်စားတော့ပါဘူး။ဘာလို့လဲဆိုတော့အခုသူမရဲ့လက်ထဲမှာရှိတဲ့တုံရင်နေတဲ့ကိုယ်ခန္ဓာဟာတနာစရာကောင်းလို့နေလို့ပါပဲ။ဟိုဘီစာရဲ့အားပြော့နေတဲ့အသက်ရှူတန်ဟာအမေရဲ့နှလုံးသားကိုကြေမွစေခဲ့တယ်။အမေရဲ့လက်ထဲမှာရှိနေတဲ့ပိုဘီစာဟာအားပြောတဲ့လေးတန်နဲ့ဒီလိုပြောလိုက်တယ်။အဲ့ဒါအမေလားအမေတကယ်လားယင်သမီးကတကယ်မကောင်းတဲ့ကလေးဖြစ်ပါတယ်။အမေကိုနေတိုင်းစိတ်ပူစေခဲ့တယ်။သမီးကတကယ်ကိုမကောင်းပါဘူး။အဖြူအောင်ကြီးကဲမကတုံရင်နေတဲ့လေးတန်နဲ့ပြန်ဖြေလိုက်တယ်။ဒီလိုမပြောပါနဲ့ကလေးရဲ့အမေဒီမှာရှိရဲ့သမီးအမေနဲ့တူတူနေရမယ်။ပိုဘီစာကပြန်ပြောတယ်။အမေ
ဟိုပီစာတခုခုမားခဲ့ရင်တောင်သမီးကိုခွင့်လွှတ်ပေးပါနော်အဲ့စကားပြောပြီးရနဲ့ကိုပီစာဟာအသက်မရှိတော့တဲ့ကိုခန္ဓာဗလာသာကျင်ရိပ်ခဲ့ပါတော့တယ်စူရန်ရဲ့လက်ထဲမှာပဲအသက်ပြောက်သွားခဲ့တာပါအဖြူရောင်ကြီးကဲမှအတိုက်ကိုပြင်ရောက်တဲ့အခါသူမရဲ့ကလေးကိုဂရင်ပေါ်တင်ပြီးရသိကိုအခြေအနေကြည့်ရှုစေခဲ့တယ်ဒါပေမဲ့သူမတွေ့လိုက်ရတာကသူမရဲ့ကလေးတွေအသက်ပြောက်နေပြီဆိုတာပါပဲအဲ့ဒီဘေးနာကဂရင်ပေါ်မှာတော့ရက်စမီရဲ့ကိုခန္ဓာဟာခေါင်းကွယ်လေးရဲ့လဲလျောင်းနေပါတယ်ရသိဟာသူမရဲ့ကိုခန္ဓာကိုရွာဆောင်ကနေယူဆောင်လာခဲ့လို့ပါပဲအဖြူရောင်ကြီးကဲမဟာအရှင်လက်လက်သိနေသလိုခံစားရတယ်သူမကလေး3ယောက်လုံးကိုပွေ့ဖက်ပြီးမျက်ရည်တွေသွေးဖြစ်တဲ့အထိငိုယိုခဲ့ပါတယ်သူမအော်ဟစ်ပြောဆိုလိုက်တယ်ဘာလို့ကျမကိုဒီလိုလုပ်ရတာလဲအဲ့ဒါကျမမျိုးတွေကိုအရှက်ရစေခဲ့တဲ့ကျမရဲ့ကံကြမ္မာဖြစ်ရင်တောင်မှကျမရဲ့အသက်ကိုဘာလို့မယူတာလဲကျမရဲ့ကလေးတွေကိုဘာလို့ယူသွားရတာလဲအဖြူရောင်ကြီးကဲမှာစင်မကောင်းဖြစ်စွာပြောဆိုခဲ့ရာမြေနဲ့အမေရဲ့ရှင်ဘက်ကပင်တုံရင်နေခဲ့ရတယ်အဖြူရောင်ကြီးကဲမှာအတွက်မျက်ရည်များကျဆင်းခဲ့တယ်သမုတ်တရားထဲမှာရေလိုင်းတွေဖြစ်ပေါ်စေပြီးမီးတောင်တွေပေါက်ကွဲကကောင်းကင်ရံလေးလှုပ်ခက်ပြောင်းလဲသွားခဲ့တယ်အဖြူရောင်ကြီးကဲမဟာလက်နှစ်ဖက်ကိုခေါင်းပေါ်မှာမိုးပြီးမြေနဲ့အမေကိုဆူတောင်းလိုက်တယ်ဒီဘဝမှာနောက်လိုက်လာတဲ့ကံကြမ္မာအဆုံးသတ်ရမယ်ဆိုရင်တောင်ဘာမှမသိသေးတဲ့ဒီအသက်3ချောင်းကိုမယူသွားပါနဲ့နောက်ဘယ်စေဘဝရှာဘဝပဲဖြစ်ဖြစ်နာကျင်မှုခံစားရမယ်ဆိုရင်တောင်ဒီအဖြူအောင်ကြီးကမ်းမှတယောက်ထက်လက်ခံပါမယ်ကျမကိုခန္ဓာကိုဖုံးအုပ်ထားတဲ့ဒီအမွှေးတွေကသူတို့3ယောက်ကိုအသက်ပြန်ရှင်းစေနိုင်မယ်ဆိုရင်ကျမရဲ့အသက်နဲ့တူအမွှေးတွေကိုပေးဆက်ပါမယ်အဲ့လိုပြောပြရတဲ့အဖြူအောင်ကြီးကမ်းမရဲ့တောင်ပင်ဟာအနီရောင်ဖြစ်သွားတယ်သူမဟာသူမရဲ့အမွှေးတွေကိုတစ်ချောင်းချင်းစီနှုတ်ပြီးရက်လုတ်ခေဟာစောင့်ကြီးတစ်ထည်ဖြစ်လာပါတယ်သူမရဲ့မျက်ရည်တွေကျဆင်းလျက်ကလေး3ယောက်လုံးကိုအလွန်တရာဝမ်းနည်းစွာနဲ့ကြည့်နေခဲ့တယ်။3ရက်3ညကုန်လွန်သွားခဲ့ပေမဲ့သူမအနားယူခဲ့ခြင်းမရှိပါဘူး။ဘလောက်ပဲနာကျင်ပါစေသူမဟာနောက်ဆုံးချိန်ထိကလေး3ယောက်တွေတိုက်ခိုက်ခဲ့ပါတယ်။သူမရဲ့နောက်ဆုံးအမွေးကိုရက်လုတ်ပြီးတဲ့အခါအနီရောင်ဆောင်ကြီးတစ်ထည်ဖြစ်လာတယ်။အဖြူရောင်ကြီးကဲမရဲ့ကိုခန္ဓာကနေသွေးတွေစီးကျလာခဲ့ပါတယ်။သူမဟာအိတ်ဆောင်ကိုသူတို့3ယောက်ကိုခြုံပေးခဲ့ပြီးသူတို့ပြန်နိုးထလာဖို့မျှော်လင့်ရှင်ဒီလိုဆိုလိုက်တယ်အမေစီပြန်လာပါကလေးတို့ရဲ့စကားဆုံးတာနဲ့မဖြစ်နိုင်တဲ့အံ့ဖွယ်ရာတစ်ခုဟာသူတို့3ယောက်လုံးစီမှာဖြစ်ပေါ်လာခဲ့သူမရဲ့ကလေး3ယောက်လုံးအသက်ပြန်ရှင်လာခဲ့ပေမဲ့အမေကတော့ငြိမ်သက်စွာနဲ့မြေပြင်ပေါ်မှာမှောက်လျက်လဲကျသွားပါတော့တယ်သူတို့3ယောက်ကအမေကိုမြင်လိုက်ရှာတဲ့အခါအားလုံးတူတူငိုယိုကြွေးကြော်ခဲ့ကြတယ်။ဝမ်းနေပူဆွေးမှုဟာသူတို့3ယောက်ရဲ့ရှင်ဘက်ကိုလွှမ်းမိုးခဲ့ရာအမေရဲ့အမွှေးတွေနဲ့ရက်လုတ်ထားတဲ့ဆောင်ကိုအလွန်တရာဝမ်းနေစွာနဲ့ပုတ်တက်ခဲ့ကြတယ်။အမေပြောခဲ့တဲ့ခက်ခဲတဲ့အချိန်မှာပင်တူကိုတူဂယူးဆိုင်ရန်ဆိုတဲ့စကားကိုပြန်လည်တွေးတောမိကြတယ်။ညီမချင်းချင်းချစ်ခင်ရဲ့အန်ဒီရတွေဖေရှားနိုင်တယ်လို့လေအောက်မေ့မိကြပါတယ်။သူတို့3ယောက်ဟာအမေရဲ့ခြေပွားရင်းမှာဒူးထောက်ခဲ့ကြရာအဖြူရောင်ကြီးကဲမရဲ့ကိုခန္ဓာဟာလီနဲ့တူပြက်ကွယ်မသွားမိအထီပါပဲကြီးကဲမ3ယောက်တို့ဟာကောင်းကင်ကိုပြန်တက်သွားခဲ့ကြပြီးအမေကိုကောင်းကင်ဘုံသို့ပို့ဆောင်ခဲ့ကြတယ်အဖြူရောင်ကြီးကဲမရဲ့ဒနာကြီးဟာဒီနေရာမှာပဲအဆုံးသတ်လိုက်ပြီးဖြစ်ပါတော့တယ် CKO မှာဖုန်းဖြစ်ရေးဆွဲနိုင်မဲ့ဒုတိ animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software သွင်းပြီး animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စိတ်ကူးရင်ကဘာကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ Yo-Yo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော် Facebook group Telegram channel ကနေ CKO team မှာ 2D animation manager ကိုယ်တိုင်ဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနံသူများအတွက် Yo-Yo Class 2သိန်းကျပ် Master Class 3သိန်းကျပ်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာသင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအချင်းအခုပဲအဲ့လိုရပါပြီခင်ဗျာ